အဲ့တော့ဟိုတောက်မှာတက်ထားတဲ့မီးလုံးအဖြူရဲ့အပေါ်မှာကျွန်တော်တို့ E27 ဒီအတန်နဲ့ဆန်ဆာလေးတက်ထားတယ်အဲ့တော့ဒါလေးကိုတစ်ချက်ဆန်းပြပေးမယ်ကျွန်တော်တစ်ချက်អော်လိုက်မယ်နော်ဟေးဒါလေးကအတန်နဲ့အလုပ်လုပ်တဲ့ E27 မီးကောင်းဆန်ဆာလေးနော်အဲ့တော့သူကအတန်နဲ့အလုပ်လုပ်ပေမဲ့သူ့အပေါ်မှာ light sensor လေးလည်းပါတယ်နေကင်းဘက်ကျွန်တော်တို့လင်းနေတဲ့အချိန်မှာဘလောက်ပဲအော်ဒီကောင်မီးမလင်းဘူးညဘက်မှောင်တဲ့အချိန်ညမှာပဲအတန်ပေးလိုက်ရင်မီးလင်းတယ်ရန်သုံးဝင်တယ်နော်ပေါ်မှာလည်း E27 အတွင်းမှာလည်း E27 အဲ့တော့နေကင်းဘက်ပါအလုပ်လုပ်ချင်တော့ဒါလေးကိုအုပ်ပေးရဒါပေမဲ့ဒါလေးအုပ်လိုက်ရင်လေဒီထဲကနေကျွန်တော်တို့ကအတန်ကဒီထဲကနေဝင်ပြီးတော့ဒီ sensor ကိုအလုပ်လုပ်ခိုင်းတာဖြစ်တဲ့အတွက်ဒီကောင်ကိုလုံအောင်အုပ်လိုက်ရင်လေကျွန်တော်တို့အတန်တော်တော်လေးကြေကြေလောင်လောင်អော်မှပဲဒီကောင်လေးကမီးလင်းတယ်နော်တော့ဒါလေးကအတန်နဲ့အလုံးလုံးတဲ့ light sensor လေးပါ E27 မှာအပေါ်အောက် watt ဘယ်လောက်ထိရတယ်ဆိုရင်မီးလုံး watt ကကျွန်တော်တို့ဒီမှာရေးထားတာ watt 40အထိ maximum အသုံးပြုလို့ရပါတယ်အရန်အသုံးဝင်ပါတယ်စိတ်ဝင်စားလို့မှာကျွန်တော်ဆိုရင်ကျွန်တော်တို့ MPH ကိုအချိန်ကြီးအားပါတရဆက်သွယ်ဝယ်နိုင်တယ် profile ရဲ့ bio link မှာလည်းကျွန်တော်တို့ဖုန်းနံပါတ်လေးထားထားပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ